အားလုံးပဲမင်္ဂလာပါ test and tutorial vlog ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်မျှဝေပေးသွားမယ်အကြောင်းအရာလေးကရိုးရိုး Android phone တွေပေါ့နော်ရိုးရိုး Android phone တွေကို MacBook နဲ့ဘယ်လိုမျိုးချိတ်ဆက်ပြီးတော့ data တွေကို transfer လုပ်ရမလဲဆိုတာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့အရင်ဦးဆုံးကျွန်တော်တို့ data တွေကို transfer လုပ်ဖို့အတွက်လိုအပ်တဲ့ tool လေးကတော့MacBook က Type C ဆိုတော့ Type C to Type C data transfer ဂျိုးလေးတစ်ချောင်းလိုအပ်ပါမယ်နောက်တစ်ခုကကျတော့Android phone တစ်လုံးပေါ့နော် Android phone နဲ့ကျွန်တော် data တွေကူးပြောင်းလုပ်ပါမယ်နောက်တစ်ခုကတကယ်လို့များကိုက MacBook တွေမှာ extension ဂျိုးတွေပွားပြီးတော့သုံးမယ်ဆိုရင်အခုကျွန်တော်ကင်ပြထားတဲ့ဒီ extension ဂျိုးလေးပေါ့နော်ဒီကောင်ကဒီမှာဆိုလို့ရှိရင်သူကType C ပေါက်ပါမယ်ပြီးရင်ဒီမှာ USB ပေါက်3ပေါက်ပါမယ်ပြီးရင်ဒီနောက်မှာတစ်ပေါက်ပါမယ်ဆိုတော့4ပေါက်ပါမယ်total 4ပေါက်ပေါ့နော်နောက်တစ်ခုက SD card တွေစိုက်လို့ရပါမယ်ဒီထိတ်လေးမှာလဲသူကရိုးရိုးဒီ USB ပေါက်လဲပါတယ်လို့ဖြုတ်လိုက်တဲ့အခါမှာ Type C ပေါက်လဲပါပါတယ်အဲ့တော့ MacBook မှာကျွန်တော်တို့ Type C တစ်ပေါက်ကနေပြီးတော့ဒီမှာရှိတဲ့ extension တွေကိုပွားပြီးတော့သုံးလို့အဆင်ပြေပါတယ်အဲ့တော့ကျွန်တော်တို့ကွန်ပျူတာနဲ့ချိတ်ဆက်ဖို့အတွက်အဆင့်လေးတွေကိုစလိုက်အောင် Okay ပြီးရင်တော့ကျွန်တော်တို့ခုနပြထားတဲ့ဒီမှာ Type C to Type C cable လေးရှိမယ်เนาะဒီကောင်လေးနဲ့ကျွန်တော်တို့ connection ချိတ်ဆက်မှာပါလောလောဆယ်မှာတော့ကျွန်တော်ကူးမဲ့ဖုန်းလေးကိုတစ်ချက်ယူလိုက်ပါမယ်ကူးမဲ့ဖုန်းလေးကဘာမျိုးစားဖြစ်မလဲဆိုတော့ဒီမှာကျွန်တော်တို့Redmi Note 11 Pro Plus ပေါ့နော်ကူးဖို့အတွက်ပေါ့နော်ဒီပုံလေးနှစ်ပုံကိုကျွန်တော်ရွေးချယ်ထားပါတယ်အဲ့တော့တစ်ခုရှိတာကကျွန်တော်တို့ရှာတဲ့အခါမှာဓာတ်ပုံတွေကကိုယ့်ရဲ့ဒီဖုန်းထဲမှာfile အများကြီးဖြစ်နိုင်တယ်ဗီဒီယို file ဆိုရင်လည်းအများကြီးဖြစ်နိုင်တယ်အဲ့တော့ဗီဒီယို file ပဲဖြစ်စေကိုကူးယူခြင်းနဲ့ဖုန်းပဲဖြစ်စေဆိုလိုတာကကိုကူးယူမဲ့ data ကိုနားလည်မဲ့ရှာလို့လွယ်မဲ့ rename လေးပြန်ပေးလိုက်ပါဒီကောင်ဆိုရင်ကျွန်တော် A1 လို့ပေးထားပါတယ်ဟုတ်ပြီနော် rename နေအများကြီးတည်းမှာ A1 လို့လွယ်တကူပေးလိုက်မယ်ဒါဆိုရင်ကိုရှာလို့လွယ်သွားမယ်နောက်တစ်ပုံကိုကျတော့ကျွန်တော် A2 လို့ပေးထားပါတယ် Okay ဒုတိယအဆင့်အနေနဲ့ကကျွန်တော်တို့ကူးမဲ့ဓာတ်ပုံဒါမှမဟုတ်လို့ရှိရင် video file ဒီဘယ်ထဲမှာရှိလဲဆိုတာကိုကျွန်တော်တို့ကြည့်ရပါမယ်အဲ့တော့ detail ဟုတ်ပြီနော်ဒီအောက်ဆုံးမှာ detail ဆိုတာပါတယ်အဲ့တော့ detail လေးကိုနှိပ်လိုက်ပါမယ် detail လေးကိုနှိပ်လိုက်ရင်ဒီမှာ internal storage နော်ဒီမှာအနီးကပ်လေးပြပေးမယ် internal storage picture 100 point ဟုတ်ပြီနော်100 point ပေါ့နော် internal storage ရဲ့ picture ထဲမှာ100 point ထဲမှာပင်ထဲမှာ A1 ဆိုပြီးရှိတယ်ဆိုလိုတာက internal storage ဖုန်းရဲ့ storage ထဲမှာ picture ဆိုတဲ့ file တွေကိုဝင်ရမယ်ပြီးရင်100 point ဆိုတဲ့ file တွေကိုထပ်ဝင်ရမယ်ပြီးရင်ပင်ထဲကိုဝင်ရမယ်ပြီးရင် A1 ထဲမှာ A1 ပေါ့နော်ဒါကဓာတ်ပုံဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ကူးယူလို့တဲ့ file ရဲ့ name ပေါ့နော်ဒါဆိုရင်သူ့ရဲ့ location ကိုကျွန်တော်တို့ကြည့်လိုက်ရင်ရှားတာလွယ်ကူသွားပါလိမ့်မယ် Okay ဒုတိယအဆင့်ကျွန်တော်တို့ကူးယူမယ်ကြိုးပေါ့နော်ကွန်ပျူတာနဲ့ချိတ်ဆက်ဖို့အတွက်ဒီကြိုးလေးကိုဒီမှာချိတ်ဆက်လိုက်ပါမယ်အဲ့တော့ Type C ကြိုးကနေပဲသွားလိုက်မယ်နော် Type C ချိတ်ဆက်မယ်ပြီးရင်အဲ့တော့ကွန်ပျူတာမှာကျွန်တော်တို့ဘာကိုဖွင့်မလဲဆိုတော့ကွန်ပျူတာမှာဘာကိုဖွင့်မလဲဆိုတော့အရင်ဦးဆုံးဒီမှာရှိနေတဲ့Open MTP ဟုတ်ပြီနော်ဒီတောင်လေးမှာ Open MTP ဆိုတာရှိတယ် software လေးပေါ့နော်ဘယ် software လဲဆိုတော့ကျွန်တော်တို့ဒီမှာ Open MTP ဆိုတဲ့ software လေး Okay အဲ့ဒီ Open MTP ဆိုတဲ့ software လေးကိုကျွန်တော်တို့ဖွင့်လိုက်ပါမယ်ဖွင့်လိုက်ရင်သူကဒီလိုပေါက်လေးကြာလာပါလိမ့်မယ်နော်အဲ့တော့တစ်ဖက်ကကြတော့ဘယ်ဘက်မှာအရှိမပေါ်နေတာကကြတော့ဒီအရှိမပေါ်နေတာကြတော့ကွန်ပျူတာမှာရှိနေတဲ့ file တွေဖြစ်ပြီးတော့ဒီအနောက်မှာပေါ်နေတာကြတော့ကျွန်တော်တို့အခုချိတ်ဆက်မဲ့ဖုန်းရဲ့ file ပေါ်မဲ့နေရာဖြစ်ပါတယ် Okay ပြီးရင်တော့ဒီမှာခုနကျွန်တော်တို့ပြထားတဲ့ Type C to Type C ကြိုးလေးနဲ့ချိတ်ဆက်လိုက်ပါမယ်အဲ့တော့ Type C to Type C ကြိုးလေးနဲ့ချိတ်ဆက်မယ်ပေါ့အဲ့တော့ဒီဘက်မှာရှိနေတဲ့ Type C ကိုဖုန်းမှာလာထိုးလိုက်ပါမယ်ထိုးလိုက်ရင်သူကဒီလိုမျိုးလေးပေါ်လာလိမ့်မယ်เนาะအဲ့တော့ဖုန်းမှာ partition ပေးလိမ့်မယ်သူက approve ပေးလိမ့်မယ်ပေါ့နော် USB debugging ကို on ခိုင်းမယ်ပြီးရင်file ရွေးခိုင်းမယ်ပေါ့အဲ့တော့ကျွန်တော်တို့ file တွေကို transfer လုပ်မယ်ဆိုတော့အလယ်မှာရှိနေတဲ့ file transfer ကိုရွေးလိုက်ပါမယ်ရွေးပြီးပြီဆိုရင်တော့ကျွန်တော်တို့သူ့ကိုဘေးနားမှာခဏချထားလိုက်ပါမယ်ဖုန်းလေးကိုပြီးရင်တော့ဒီမှာရှိနေတဲ့အကွက်ပေါ့နော်ဒါဘယ်ချမ်းကကြတော့ကွန်ပျူတာရဲ့ data file ဖြစ်ပြီးတော့ညာချမ်းကကြတော့ဖုန်းရဲ့ data file မှာမပေါ်သေးဘူးဆိုရင်ဒီမှာမြားအဝိုက်လေးရှိတယ်မြားအဝိုက်လေးက refresh ပေါ့နော် refresh လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ချိတ်ဆက်ထားတဲ့ဖုန်းရဲ့ data တွေပေါ်လာပြီပေါ့အဲ့တော့သူက Android နဲ့ဒီ iOS နဲ့ကို data transfer လုပ်ပေးတာဖြစ်တဲ့အတွက်တစ်ခါတလေကြာလို့ရှိရင်file ကနည်းနည်းလေးဝင်ရတာကြန့်ကြာတာမျိုးတွေကြုံတတ်ပါတယ်ဒါပုံမှန်ပါပဲเนาะပြီးရင်တော့ကျွန်တော်တို့ခုန file က picture ထဲမှာဟုတ်ပြီเนาะအဲ့တော့ picture တွေကိုကျွန်တော်တို့ဝင်ကြည့်လိုက်မယ်
တကယ်လို့ picture တွေကိုတစ်ချိန်ဝင်တာမရဘူးဆိုရင်ကျွန်တော်တို့ refresh လေးပြန်လုပ်ကြည့်ပါပြီးတော့မှဝင်ကြည့်ပါနည်းနည်းတော့ကြံ့ကြာတတ်ပါတယ်เนาะဒါကတော့ထုံးစံပါပဲကျွန်တော်တို့ iOS နဲ့ဒီ Android နဲ့ချိန်တဲ့အခါမှာဒီလိုမျိုးလေးအနည်းငယ်တော့ကြာတတ်ပါတယ်โอเคဒါဆိုရင် picture တွေက file ပေါ်လာပြီเนาะ picture တွေက100 point เนาะခုနကျွန်တော်တို့ file လေးမှတ်ထားတာပေါ့เนาะ picture တွေက100 point ကိုထပ်ဝင်မယ်ပြီးရင်ပင်ထဲကိုထပ်ဝင်မယ်ပင်ထဲကိုဝင်ပြီးတော့မှ A1 A2 ဆိုပြီးပေါ်လာပြီဒါခုနကျွန်တော် AI ဆိုတဲ့ပုံလေးနှစ်ပုံဒါမှမဟုတ်ရင် video file ပေါ့เนาะဘယ်ကောင်ပဲဖြစ်ဖြစ်ကျွန်တော်တို့ကူးယူခြင်းနဲ့ဒီ data ကိုrename ပြန်ပေးထားတယ်ပြီးတော့ဒီ data တွေကနေပြီးတော့ဘယ်နေရာမှာရှိသလဲဆိုတာကိုကျွန်တော်တို့ကြိုတင်ပြီးတော့ကြည့်ထားတယ်ဒါမှရှားတာလွယ်တာပေါ့เนาะဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့ဖုန်းထဲမှာရှိနေတဲ့ data တွေဒီအများကြီးဖြစ်နိုင်တဲ့အတွက်အခုလိုမျိုးကျွန်တော်လုပ်တယ်လို့မျိုးလေးrename လေးပေးပြီးတော့ဒီ data တွေကနေရှာတာကပို့ပြီးတော့လွယ်ကူပါလိမ့်မယ်အဲ့တော့ပြီးရင်တော့ကျွန်တော်တို့ကူးယူခြင်းတဲ့ file လေးကို mouse လေးနဲ့ဖိပြီးတော့ဒီဘက်ကိုဆွဲသွင်းလိုက်ပါဒါဆိုရင် A1 ရောက်သွားပါပြီဥပမာဒါဆိုရင် sorry ဒါ A1 ကူးပြီးသွားပြီဒါ A2 ဖိပြီးတော့သွင်းလိုက်ပါဒါဆိုရင် A1 A2 ဆိုပြီးတော့ file လေးရောက်သွားပါပြီโอเคတကယ်လို့များကျွန်တော်တို့က video file ကိုကူးယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ rename ပေးထားတာပဲဖြစ်ဖြစ်မပေးထားတာပဲဖြစ်ဖြစ်ရှားမှာပေါ့နော် rename မပေးထားဘူးဆိုရင်တော့ရှားတာအနည်းငယ်တော့ခက်ခဲနိုင်ပါတယ်โอเคအဲ့တော့ rename မပေးထားတဲ့ဟာကိုကျွန်တော်တို့ဘယ်ထဲမှာရှိမလဲဆိုတော့တစ်ချက်ကြည့်ကြည့်လိုက်မယ်ဘာမှမပေးထားဘူးပေါ့နော်ဘာမှမပေးထားတော့ဘယ်ထဲမှာရှိမှန်းလဲမသိရဘူးပေါ့အဲ့တော့အဲ့လိုမျိုးလိုက်ရှာနေရင်ဒီဆက်ကနည်းနည်းလေးဟန်းတာနဲ့ကျွန်တော်တို့ရှာနေရတယ်ဆိုရင်ခေါင်းမီးတောက်သွားနိုင်ပါတယ်အဲ့တော့ကျွန်တော်ရှာကြည့်မယ်ထားပါတော့ဒီမှာ video file တစ် file ပေါ့နော်ဒါ video file တစ် file ကိုရွေးကြည့်လိုက်မယ်ဒါ video file ကိုဒီဘက်ကိုကျွန်တော်ဖိပြီးတော့ copy ကူးလိုက်မယ်ဆိုရင်file များတယ်ဆိုရင်တော့ခုနလိုစာတန်းလေးပေါ်လာမှာပေါ့နော်နောက်တစ် file ကိုထပ်ကူးကြည့်မယ်ဖိပြီးတော့ကျွန်တော်တို့ကူးယူခြင်းတဲ့ file လေးကိုကူးလိုက်ရင်ဒီမှာဒါခုနမြန်တယ်နော်ဒါ video file အတူလေးတွေမှုလို့မြန်တာရှည်နော်ကူးတာကြာမှာပေါ့ဒါမြန်သေးတယ်เนาะဒီမှာ CapCut လေးကူးကြည့်လိုက်မယ်ဒါတွေကမြန်တယ်เนาะဘာကြောင့်လဲဆိုတော့သူစီမှာရှိနေတဲ့ video file က megabyte ကနည်းနည်းလေးဆိုတော့ချက်ချင်းပဲ flash ဆိုပြီးတော့ရောက်သွားတာတကယ်တော့ကိုကူးယူမဲ့ဟာကများရင်များသလိုနည်းနည်းတော့ကြန့်ကြာနိုင်ပါတယ်เนาะโอเคထားပါတော့ဒီဟာလေးတစ် file ကိုကျွန်တော်ကူးကြည့်လိုက်မယ်เนาะfile များတဲ့ဟာလေးကိုလိုချင်တဲ့ file လေးကို copy ကူးလိုက်မယ်ဆိုရင်ဒီလိုမျိုးပေါ်လာပါလိမ့်မယ် copy file transfer ဆိုပြီးတော့ဒီလိုပေါ်လာလိမ့်မယ် data ကူးတာမှန်ပါတယ်video file ကူးတာပေါ့video file ကူးချင်တဲ့ video file ကိုဖိပြီးတော့ဆွဲလိုက်အောင်ပါပဲပြီးရင်သူဒီလိုမျိုးလေးပြပါလိမ့်မယ်โอเคဒီနည်းလမ်းလေးနဲ့ကျွန်တော်တို့ကူးလို့ရပါတယ်အဲ့တော့သူ့ရဲ့ software နာမည်လေးက OpenMTP လို့ခေါ်ပါတယ်เนาะဒီမှာ OpenMTP လို့ခေါ်ပါတယ်အဲ့တော့Type C to Type C ကြိုးမရှိရင်လည်းပဲရိုးရိုးအာသွင်းကြိုးပေါ့နော်ရိုးရိုးအာသွင်းကြိုးနဲ့လည်းရပါတယ်เนาะဒီမှာရိုးရိုးအာသွင်းကြိုးပေါ့နော်ရိုးရိုးအာသွင်းကြိုးဆိုရင်တော့တစ်ဖက်က USB ပါမယ်တစ်ဖက်က Type C ပေါ့โอเคအဲ့လိုဆိုရင်တော့ကျွန်တော်ဒီမှာရှိနေတဲ့ခုနကျွန်တော်ပြထားတဲ့ဒီ extension ကြိုးလေးလိုအပ်ပါမယ်เนาะဒီမှာပြထားတဲ့ extension ကြိုးလေးပေါ့เนาะ extension ကြိုးလေးလိုအပ်ပါမယ်ဒါဆိုရင်ကျွန်တော်ဒီမှာBluetooth mouse ကိုကျွန်တော်ဒီမှာဒီလိုမျိုးလေးstick လေးထည့်ပြီးသုံးထားတယ်ပြီးရင်ဒီဘက်မှာ keyboard ချိတ်တယ်ပြီးရင်ဒီမှာ data တွေ transfer လုပ်ဖို့အတွက် Type C လိုချင် Type C သုံးတယ် USB လိုချင် USB သုံးတယ်ပေါ့နော်ဒီကောင်လေးက quick chat လည်းရပါတယ်data လည်းfile တွေကူးတာလည်းပို့ပြီးတော့အဆင်ပြေပါတယ်เนาะအဲ့တော့ MacBook တွေဝယ်သုံးထားတဲ့လူတွေဒီကောင်လေးတစ်ခုလောက်တော့ဝယ်ပြီးတော့စောင့်ထားရပါမယ်โอเคဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျအားလုံးပဲကျေးဇူးတင်ပါတယ်သိချင်တာရှိရင် comment မှာမေးခဲ့လို့ရပါတယ်ကျေးဇူးပြုပြီးတော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပြီးတော့ notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့အကြံပြုလိုပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်